မေတ္တာနဲ့သာတုံ့ပြန်ပါတဲ့စကားပြောတဲ့အခါမှာနံပါတ်1ပြောတဲ့အချိန်မှာပြောမယ်မပြောတဲ့အချိန်မှာမပြောဘူးနံပါတ်2မှန်တာကိုပဲပြောမယ်မမှန်တာကိုမပြောဘူးနံပါတ်3ပြောမယ်ဆိုရင်လည်းချင်ချင်နာနာရင်ရင်ကြည်ကြည်နဲ့တိမ်တိမ်မှုမှုပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်မပြောဘူးနံပါတ်4ပြောတဲ့အခါမှာအကျိုးရှိတဲ့စကားဥသာပြောမယ်အကျိုးမရှိတာတွေကိုမပြောဘူးနံပါတ်5ပြောတဲ့အခါမှာမေတ္တာနဲ့ပြောမယ်ဒေါသနဲ့မပြောဘူးဒီຢာတွေကမြတ်စွာဘုရားရဲ့အဆုံးအမတွေပဲဖြစ်ပါတယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုကြည့်ပြီးရှေးလူကြီးတွေကပြောကြပါတယ်စိတ်ဆိုးနေရင်စကားမပြောနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့စကားကောင်းကောင်းမထွက်တတ်ပါဘူးမိမိကိုယ်တိုင်ကစကားပြောတဲ့စီကံလေးတွေချမှတ်ထားပြီးတော့ဒီအတိုင်းတတိထားပြီးလိုက်နာကျင့်သုံးလိုက်မယ်ဆိုရင်မိမိနဲ့ပတ်သက်တဲ့ပုံကိုယ်တွေနဲ့ပြဿနာတက်စရာအကြောင်းမရှိတော့ပါဘူးမေတ္တာနှလုံးပြတ်သွားတာဟာကိုယ့်ရဲ့အပြောကြောင့်ပါပဲမပြောသင့်တာကိုပြောမိလို့ကြံ့ကြံ့တန်ပြောမိလို့မဟုတ်တာသွားပြောမိရင်လည်းပြဿနာဟာတက်တက်ပါတယ်ဒါကြောင့်မို့လို့အပြောဆိုနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကစီကံရှိဖို့ဗုဒ္ဓမြတ်စွာကဟောကြားပေးထားပါတယ်ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့တရားတွေကလက်တွေ့လိုက်နာကျင့်သုံးဖို့ဟောထားတဲ့တရားတွေကြီးပါပဲတကယ်လိုက်နာကျင့်သုံးကြည့်လိုက်မယ်ဆိုရင်လည်းထိရောက်တဲ့အကျိုးတွေရပါတယ်ဒါဟာဗုဒ္ဓရဲ့တရားတော်တွေပါပဲလူချင်းဆက်ဆံတဲ့အခါမှာစကားများပြီးရံဖြစ်ကြတာများပါတယ်စိတ်ထဲကနေပြီးရံဖြစ်ကြတာနည်းပါတယ်တဦးနဲ့တဦးစကားများရကစာပြီးတော့ပဲရံဖြစ်ကြတာပါပြီးတော့လောကမှာမကြေမနက်ဖြစ်တာတွေကလည်းစကားတွေကြောင့်ပါပဲ။ပွဲရမှာအတင်းပြောကြတာကြောင့်ပဲငါ့ကိုဘယ်သူကဘယ်လိုပြောလိုက်တာဆိုပြီးတော့ပြဿနာစဖြစ်တော့တာပါပဲ။အပြောဆိုကစားပြီးပြဿနာဖြစ်ကြတာပါ။လူတွေဆိုတာလောကီအစုပ်လူတို့နှုတ်ကမဟုတ်လဲပြောဟုတ်လဲပြောလူတွေရဲ့ပါဇက်ကစားဖို့နဲ့ပြောဖို့ပဲရှိတဲ့အတွက်ကြောင့်အပြောဆိုမှာစီကံမရှိရှောက်ပြောနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကအပြောဆိုနဲ့ပတ်သက်ပြီးမူချထားပါတယ်ကိုယ်တိုင်လိုက်နာပြီးတော့စီကံချထားမယ်ဆိုရင်ပြဿနာတက်စရာအကြောင်းမရှိပါဘူးဒါပေမဲ့ကိုနေရတဲ့လူဖွဲ့စည်းမှာကနှုတ်စည်းကံရှိတဲ့သူတွေရှိတယ်လို့နှုတ်စည်းကံမရှိတဲ့သူတွေလည်းရှိနိုင်ပါတယ်ပြောချင်ရပြောတဲ့ပုံကိုယ်ရဲ့စကားတွေကိုလိုက်ပြီးတော့ပြဿနာဖြစ်နေရင်တော့ဆုံးနိုင်မှာမဟုတ်တော့ပါဘူးတဲ့အဲ့ဒါကိုတော့မြတ်စွာဘုရားကမေတ္တာနှလုံးအစဉ်သုံးတဲ့ဒီလိုပဲဟောပြောခဲ့ပါတယ်ဘာနဲ့ပဲပြောပြောမေတ္တာနဲ့သာတုံ့ပြန်ပါလို့ပြောကြားခဲ့ပါတယ်